ပြီးတော့ဤစိမ့်ဆောင်တယ်အဲ့လိုလေးလားချိုးပဲရှိရမြမလေးမြမမုတ်တဲ့တခုနဲ့တူတယ်ပပလာကျော်ပပလာအဲ့နဲ့တူတယ်ဟယ်လိုအားလုံးပဲမင်္ဂလာပါဘိုက်ဘက်ဒီကနေကြိုဆိုလိုက်ပါတယ်ဒီနေ့စားပြမှာကတော့၄မျိုးပေါ့နော်ဒီမှာတစ်ခုကLays ကထုတ်တဲ့ Max ရင်းနှီးကကြော်လေးပါသူကကြတော့ရင်းနှီးကြိုက်တဲ့လူတွေအတွက်အဆင်ပြေလိမ့်မယ်ညတာလေးဒီတိုင်းပဲဒီကဲအဲ့ဒီမှာချီးကြတယ်အများကြီးပဲအလိတ်လေးအများကြီးပဲရင်းနှီးလေးပါပါရင်းနှီးလေးပါတီးတန့်ပါတယ်ဒီလိုလေးပါနည်းနည်းဟိုဖြစ်လိုက်မယ်နော်ဒီလိုလေးပါဟိုဖြစ်မှာဆိုပြီးတော့သူကအာလူကျော်ပုံစံလေးရပြီးတော့ရင်းနှီးအလိတ်လေးတွေအာလူကျော်ကင်ပြလိုက်ရင်းနှီးအလိတ်လိုမျိုးလေးသူဒီလိုမျိုးနှစ်ခုပါဟိုရင်းနှီးပဲအဲ့လိုမျိုးရင်းနှီးတေးလေးပဲကတ်ပေးထားမှာမဟုတ်ပဲねရင်းနှီးလိတ်ကတက်တက်အာလူကျော်ကတက်တက်အဲ့လိုလေးပါ Cheers လုပ်ပြီးကျွေးလိုက်ပါစားကြပါချူချူလေးနော်ဟိုရင်းနှီးမြင်ကြည့်လိုက်ဒါရင်းနှီးလိုမျိုးပဲချူတဲ့အရသာသွားတယ်မစိုးပေါ့ပေါ့လေးအရင်မှုရနော်စားလို့ကောင်းဒီလိုလေးပါတော်တော်စားလို့ကောင်းရင်းနှီးထပ်ပြလိုက်ရင်းနှီးမှာရင်းနှီးအလိတ်လေးမှာချိုတယ်ကွာဒီအာလူကြော်မှာကြတော့သူအာလူအရသာလေးပါတယ်အာလူရသာပို့ပြီးကဲတယ်သူကချိုတာပေါ်ရင်းနှီးရဲ့ချိုတာပေါ့သွားတယ်ပေါ့နော်အဲ့လိုမျိုးလေးပေါင်းနေချွတ်လေး rating ပေးပါ rating ပေးရမယ်ဆို9ပေးပါတယ်ဟုတ်နော်အရင်ကောင်း9ပေးပါတယ်နောက်တစ်ခုစားမယ်နောက်တစ်ခုကြားမယ်နောက်တစ်ခုကဒီဟာပြတော့အဲ့လေ Solar Dry Banana အရင်လေမဟုတ်အဲ့လိုရောင်းတဲ့ရှစ်တွေမှာတွေ့တယ်ကွာတအားစားကျင်တာစားကြည့်ကျင်တာပေါ့နော် तू ကဘာလို့လဲဆိုတော့မိုက်တယ်ကွာတိလားပုံစံလေးရတယ် Solar Dry Banana ကဘယ်လိုလဲဆိုတော့ငှက်ပြောသီး6ကိုမှအပေါ်မှာ drip strawberry ဆိုတော့ strawberry လေးအပေါ်မှာအဲ့လို stand ထားတယ်လို့မျိုးလေးပါကဲအဲ့တော့စားကြည့်ရအောင်သူကလေအရသာ2မျိုးရှိရယ်ဒီကောင်က chocolate ဒါ strawberry ပါပြီးတော့ဒီကောင်ကကျတော့ဘူးသေးလေးဒါကကျတော့ဘူးကြီးပေါ့နော်အဲ့လိုမျိုးလေးကွာမယ်ကဲစမ်းနေတယ်ဆိုရင်တော့ဘူးသေးလေးအရင်ဝယ်ပြီးတော့ဆန်းလို့ရပါတယ်ကြိုက်တယ်ဆိုရင်တော့နော်ဘူးကြီးထပ်ဝယ်စားလို့ရအိုးအထဲမှာ3တုပ်ပါတယ်3တုပ်ကဒါမျိုးလေးတွေပါတာပါဟောမစိုးနော်အဲ့ဆိုဒီထဲမှာက10တုပ်ဒီထဲမှာ10တုပ်ပါမယ်အဲ့တော့ဘာဖြစ်ကွာအထုပ်သေးလေးပဲအရင်ဆန်းပြီးတော့မှအရသာကြိုက်တယ်ဆိုတော့မှအကြီးလေးဝယ်ရပို့ပြီးတော့အဆင်ပြေတာပေါ့နော်ကဲဆန်းပါမယ်ထားချင်နေပြီငါပြောသီးကြောက်ကို strawberry တုပ်ထားတော့ဘယ်လိုလေးဖြစ်မလဲဒီလိုလေးပါစားကြပါဦးပြောသေးလေးကြနေအော်ဒီမှာတောင်းခုတော့နော်ဟုတ်လားဘယ်လိုနေလဲချိုးပြီးတော့ဤစိမ့်ဆောင်တယ်အဲ့လိုလေးတော့ဖြစ်တယ်ဘာလို့ဆိုတော့ငါပြောသေးရတယ်ငကိုတွေကချိုးတဲ့အရသာပါပြီးသားဆိုတော့ဘောက strawberry ထပ်အုပ်လိုက်တော့အရန်တယောက်တည်းကြရက်တာနဲ့မုံနေအရန်ချိုးပြီးတော့ဤပြီးတော့မှအားပါအောင်ဒါပေမဲ့အရန်ဤရဲ့ဘတ်တော့မသွားဘူး strawberry ရဲ့ချင်းတဲ့အရသာလေးလည်းရတယ်နော်ဟုတ်ဂျယ်လီလေးနဲ့လည်းတူတယ်တော့ငါပြောသေးတယ်ဂျယ်လီဟိုလိုကြီးအကျွတ်မဟုတ်ဘူးကွာတဲ့ငါပြောသေးကြောက်အပြုတ်နော်ငါပြောသေးကြောက်အပြုတ်ဂျယ်လီလိုပုံစံလေးလောက်ထားမှန် strawberry မကြိုက်တဲ့သူတွေကဒီ chocolate လေးရွေးလို့ရပါမယ်ရွေးလို့ရမှာဒါပေမဲ့တစ်ခုကြည့်တာ strawberry ဆိုရင်တော့နည်းနည်းလေးအီပြေးမယ်သူကအချင်းတက်လေးပါတော့နော်ဟုတ်သူကအထက်ထက်ကျဂျယ်လီလိုပုံစံလေးဆိုတော့နည်းနည်းပြီးတော့ strawberry ရဲ့အနှစ်ကလည်းတော်တော်လေးကောင်းနေပါတယ်တော်တော်လေးကောင်းနေထဲပါတယ်ပေါ့နော်ဘယ်လိုလဲဆိုတော့ဒီ jams တွေလို့မဟုတ်ဘူးရိုးအနှစ်ကိုစမ်းထားတဲ့ပုံစံလေးပါမွေးလေးဒါလေး rating ပေးပါမယ်7လောက်ပေးပါတယ်အဲ့လောက်ပဲဟောဆိုကိုကအချိုးအရင်ဟုတ်တယ်အပွင့်လင်းပြပါတော့ကိုကအချိုးအရင်မကြိုက်တဲ့သူမဟုတ်လို့ဒီဟာကို rating ဒီလောက်ပဲပေးတာချိုးကြိုက်တဲ့လူအနေနဲ့ဆိုတော့တော်တော်လေးစားအဆင်ပြေပါပေါ့နော်ဟုတ်တယ်ကိုရီးယားအချိုးမကြိုက်လို့ပါဒါမဲ့အရန်မိုက်တယ်ကွာတိလားအချိုးသမားတွေတော့ကတော့အဲ့ဆိုတော့နောက်တစ်ခုကချီ Mission Tortella cheese သူကအီတလီစားစာလိုမျိုးလေးပေါ့နော်အီတလီစားစာ Mexican စားစာပေါ့သူကပုံမှန်ရိုးရိုးအာလူကြော်ကြီးစားတာညီငွေလာလို့ရှိရင်ဒါမျိုးလေးတွေစားပေးလို့ရတယ်ပြီးတော့သူပြောင်းမှုနဲ့ 100% လောက်ထားတာဆိုတော့လေ cheese pie only ပြောင်းမှုနဲ့ cheese ပြောင်းမှုနဲ့ cheese နဲ့ဆိုတော့သူကစိမ့်စိမ့်လေးသွားမယ်ကွာတိလားပြောင်းမှုကြိုက်တဲ့လူတွေ cheese ကြိုက်တဲ့လူတွေအတွက်လုံးဝအဆင်ပြေတယ်စားကြည့်ရအောင်နော်အရင်စားတင်ဟိုဟွာနေနားပြလိုက်ပါ
nacho အော် nacho မပဲ Cheers nacho နဲ့တူတာပြမယ် Cheers ပဲလား Cheers စားကြပါဦးကိုဒီပဲရင်စားပြလိုက်ပါမယ်အဲ့မှသိပါ ချိတ်တယ် cheese ရတာအရင်ကဲတယ်နော် ဟုတ်တယ်အဲ့တော့ तू cheese တော့ကလို့လုံးဝ အာဦးကြော်လောက်ကြီးလဲ heavy မစားကြည့်ဘူးဆိုဒါလေးစားလို့ရတယ် လုံးဝပေါ့ တော့ ပေါ့ လေ လေး အဲ့လိုမျိုး dripping sauce လေးနဲ့အရင်လိုက်လေဒီတိုင်းထက်စားရယ်နော် sauce နဲ့ sauce နဲ့ဆိုပို့လိုက်မယ် ပို့လိုက်မယ်ရိုင်းတဲ့စားလို့ရှိရင် तू ကလေအာလူးကြော်လို့ပုံစံမျိုးလည်းမဟုတ်တဲ့အတွက်ကြောင့်မလို့ကွာသိရမလားဒါတော့ကိုကတော့ rating ဟိုပါပေါ့ ကျွတ်ရွလေးပဲ cheese 7.5 cheese အရသာ 7.5 ပေးမယ် ကွာတော့8ပေးပါမယ် ဟိုပါပေါ့နော် စားနေကြမဟုတ်တော့စားနေကြပုံစံမဟုတ်တော့ cheese ဆိုပေမဲ့ तू အရင်လဲကွာcheese ရဲ့အငံတက်လေးနည်းနည်းလေးပဲပါတယ် နည်းနည်းလေးပဲရတယ် နည်းနည်းပဲ तू အဓိကကွာ तू အတွက် तू စားမယ်ဆိုနည်းနည်းလေးအချင်းလိုတယ် sauce လိုမယ်နော် ဆိုတော့မြည်တာပါညာဆိုလို့ရှင်တော့ပေါ့နေလိမ့်မယ်ဒါကိုအမြင်ပေါ့နော်ပေါ့နေလိမ့်မယ်အဲ့အတွက်ကြောင့်မလို့ ဟိုကလေ 7.5 မြန်မာမုတ်တရတစ်ခုနဲ့တူတယ်ပပလာကြောအဲ့ဒါနဲ့တူတယ် ကိုရီးယားမြန်မာမှုမြန်မာ ဒါပေမဲ့ဒါကတော့ နိုင်တယ် ဘိုးလိုပေါ့ Mexican food ပါ Mexican food ပပလာနဲ့နိုင်တယ် အဲ့တော့ rating ရဆိုရင်ဒီဘက်က8ပေးပါတယ် ကိုက 7.5 အဲ့တော့ဒီနေ့စားပြသွားတဲ့ဟာလေးကိုပြန်မိတ်ဆက်ပေးရမယ်ဆိုရင်4 star ထုတ်တဲ့ mass ရင်းနှီးကက်ကြော်လေးရယ် ဒီမှာ banana နဲ့ strawberry နဲ့ဟာလေးပေါ့နော် solar dry ရောဒီကက်ကြော် solar dry ဆိုတဲ့ဟာလေးရယ်ပြီးတော့ဒီ cheese flavor လေးဖြစ်တဲ့ mission tortilla cheese လေးဖြစ်ပါတယ် ၃မျိုးဖြစ်ပါတ အဲ့ ယ် တော့ဒီပြသွားတဲ့၃မျိုးတွေကနေပြီးတော့ဘယ်ဟာလေးကိုအကြိုက်ဆုံးဖြစ်မလဲဆိုတာလည်း comment မှာရေးခဲ့ပေးပါဦး ပြီးတော့Vice Buddy ရဲ့ YouTube ရဲ့ TikTok ရဲ့လည်း follow လုပ်ပေးကြပါဦး follow လုပ်ပေးကြပါဦး ဗီ နော် ဒီယိုလေးကိုအဆုံးထိကြည့်ပေးလို့အားလုံးကိုကျေးဇူးတင်ပါတယ် ကျေးဇူးတင်ပါတယ် ဟုတ်